ပင်ဖီယိုဖီရဲ့နဲ့တကိုယ်လုံးပေးညစ်ပတ်နေတဲ့အမျိုးသမီးတယောက်တက်လေကားတဲ့ကိုရှောက်ဝင်လာတဲ့အခါလီဆာတုံလုံးခြောက်ချသွားပါတယ်။သူမဟာတက်လေကားတော့မှတက်ပြီးကြောက်ကြောက်လန့်လန့်နဲ့ရက်နေမိတယ်ပိုဆိုးတာကအဲ့ဒီအမျိုးသမီးဟာဘယ်တက်ကိုမှမနှိပ်တာပါပဲ။တက်လေကားဟာလီဆာနေတဲ့အထက်ကိုရောက်သွားတဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးကအင်ရှင်တယောက်လိုပဲအေးအေးဆေးဆေးထွက်သွားခဲ့ပါတယ်။လီဆာလည်းတက်တီမွေးပြီးသူမနောက်ကနေလိုက်ခဲ့ရတာပေါ့။အဲ့ဒီအမျိုးသမီးဟာလီဆာခန်းဘေးကအခန်းရှိမှာရက်လိုက်ပြီးတကားကိုမရက်မနာခောက်နေပါတော့တဲ့လီဆာဟာအာတင်ပြီးသူမဘေးကနေခက်မြက်မြက်ဖြတ်လျှောက်ကအခန်းထဲဝင်ပြီးတကားကိုချက်ချင်းလှုပ်ချလိုက်ပါတယ်သူမဟာကြောက်လွန်းလို့အတန်းတော့မထွက်ရဲပါဘူးရဲကိုဖုန်းဆက်ဖို့ဖုန်းထုတ်လိုက်ချိန်မှာပဲအပြင်ကတကားခောက်တန်တွေရုတ်တရက်ရက်သွားပါတယ်လီဆာလည်းတတိထားပြီးတကားဖွင့်ကြည့်လိုက်တဲ့အခါအမျိုးသမီးကမရှိတော့ပါဘူးသူမစိတ်ချောက်ချတာလားဒါမှမဟုတ်တစင်နဲ့တွေ့နေတာလားဆိုတာဝေခွဲမရဖြစ်နေခဲ့ပါတယ်ဒါပေမဲ့နောက်တနေ့ညလီဆာအိမ်ပြန်လာတဲ့အခါအဲ့ဒီအမျိုးသမီးနဲ့ထပ်တိုးပါလေရောဒီတစ်ခါတော့တကားကိုခောက်နေတာမဟုတ်ပဲအတင်းထူရိုက်နေတာပါလီဆာကြောက်လွန်းလို့မလုံနိုင်အောင်ဖြစ်သွားပါတယ်အရင်တစ်ခါလိုပဲတကားထူတန်တွေရုတ်တရက်ရက်သွားပြီးအမျိုးသမီးဟာပျောက်ကွယ်သွားပြန်ပါတယ်လီဆာလည်းအနှဲငယ်စိတ်သက်သာရသွားပေမဲ့သူမရဲ့တင်းပေါက်နာကနေတစုံတစ်ယောက်ရဲ့အရေးဖြတ်သွားတယ်လို့ခန်းစားချက်ကိုတော့ဖျောက်ဖျက်လို့မရပါဘူးနောက်တနေ့အပြင်ထွက်တဲ့အခါသူမရဲ့အိမ်ကြီးချင်းမှာလူတစ်ယောက်ရှိနေတာကိုတတိထားမိပေမဲ့အလင်းအမြန်ပဲထွက်သွားခဲ့ပါတယ်။အဲ့ဒီညနေအိမ်ပြန်ရောက်တဲ့အခါအမျိုးသမီးရဲ့အရေးအယောင်တော့မတွေ့ရတော့ပဲသူမတကားဖွင့်လိုက်ချိန်မှာတော့စားတဆောင်ထွက်ကြလာပါတော့တယ်။